ကဲဒါကတော့တဲ့3ခွက်ပေါ့နော်တဲ့3ခွက်ကဘာလဲဆိုတော့ရှစ်3ညကဲဒီနေ့တော့မှန်နေတဲ့အတွဲလေးရဲ့ထိုးခွက်ရဲ့ကျွန်တော်တင်ပေးလိုက်မယ်နော်ဒါပေမဲ့ဗီဒီယိုတော့စောအောင်ကြည့်ပေါ့ဗီဒီယိုမှာထိုးခွက်3ခွက်အကောင်းဆုံးကျွန်တော်ယူထားပေးတယ်အားလုံးပဲဗီဒီယိုစောအောင်ကြည့်ပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးပါကျွန်တော်အားပေးရင် comment မှာ hi လေးတစ်ကြောင်းစီရေးခဲ့ပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အမြဲတမ်း comment ရေးပေးတဲ့ညီကိုဦးတော်တော်လေးအားလုံးကျေးဇူးတင်ပါတယ်အကြောင်းလုံးမှတ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်ကဲအခုကတော့ကျွန်တော်ဒီတစ်ပတ်အတွက်အတွဲအရင်ဆုံးပြမယ်ဗျာအတွဲကတော့တတွဲတော့ထိအောင်တို့ပေါ့နော်အတွဲကတော့1 3 3ည1 6နှစ်3နှစ်3ညနှစ်6ခွန်3ညခွန်6ရှစ်3ညရှစ်6ကဲဒါရအတွဲပေါ့နော်ဒါပေမဲ့ထိုးမယ်ဆိုရင်လုံးမရရင်ဒီလိုပဲကတ်ထိုးပေါ့နော်ဒီထဲမှာကျွန်တော်အကြိုက်ဆုံးအတွဲကိုပြောပြမယ်နော်ကျွန်တော်အကြိုက်ဆုံးအတွဲကတော့ရှစ်3ညဒီနှစ်တွဲကိုတော့ကျွန်တော်အကောင်းဆုံးအတွဲလို့သတ်မှတ်တယ်ဒါပေမဲ့8 3ညရဲ့အဲ့ဒီနှစ်ကွက်ကိုတော့8 6တခုတော့ရန်ခြင်းတော့ရန်တာပေါ့ဗျာကဲကျွန်တော်ထိုးကွက်လေးပြမယ်ဗျာထိုးကွက်မှာရှစ်1 ရှစ်2 ရှစ်3 2 3ည5 1 3ည5 2 3ည8 1 3ည8 2 3ည8 3 3ည1 1 3ည1 2 3ည1 3 4 5 1 4 5 2 4 8 1 4 8 2 4 8 3 4 1 1 4 1 2 4 1 3ဒါကျွန်တော်ယူထားတဲ့ခဏန်းတွေပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်အကောင်းဆုံးပြန်ယူပေးမယ်နော်ဒီမှာ3ည3 4 5 6 9အဲ့ဒါမပြီးဆိုတော့3ည3 4 5 6 9ကောင်းမရှိဘူးဒီမှာကျွန်တော်ဖြတ်ပြီးသားဆိုတော့2 3 6 8 9ခွန်
ကဲဒီမှာတော့ပေတံရောအပြီးမထွက်နဲ့ရောကျွန်တော်ဖြတ်လာပြီဆိုတော့ကျွန်တော်အကောင့်လုံးရွေးပြလိုက်မယ်ဒီမှာကကျွန်တော်အကောင့်လုံးရွေးထားတဲ့အတွဲပေါ့နော်ဒီမှာဒီနှလုံးကကျွန်တော်အကောင့်လုံးရွေးထားတဲ့အတွဲဒီထဲမှာကျွန်တော်ကကနန်းကို3ခွဲရွေးပြလိုက်မယ်နော်အကောင့်လုံး3ခွဲရွေးပြလိုက်မယ်ကဲ3ခွဲမှာဘာတွေပါမလဲဆိုတော့ရှေ့3ည3ရှေ့3ည1ရှေ့3 4ဒီ3ခွဲပေါ့နော်ဒါတဲ့ပဲထိုးပါရှစ်3ညနဲ့တစ်ခွဲကိုတော့ရန်တာပေါ့ကဲဒါတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ကို comment ကြောက်တစ်ကြောင်းလောက်ပါဖြစ်ဖြစ်ရေးခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်ဒီအတွဲတွေတော့ထီအောင်ထိုးစေချင်ပါတယ်ကိုကြိုက်တဲ့ကနန်းနေနဲ့ဒီအတွဲနဲ့ပေါင်းပြီးထိုးလို့ရှိရင်ပိုအဆင်ပြေပါတယ်ဒါကတော့ကျွန်တော်အကြိုက်ဆုံးရေးထားပြရပါတော့83ရ83ရ8334အကြိုက်ဆုံးကနန်းလို့ပြောပါဆိုလို့ရှိရင်တော့83ည3နဲ့8334နဲ့အဲ့နောက်ကတော့အကြိုက်ဆုံးပဲဒီဟာတော့ရန်တာပေါ့ဗျာ83ညနဲ့လောက်ကတော့ဒီမှာအပြီးမထွက်နဲ့ပေးတယ်နော်တခါလေးတင်ပေးလိုက်ကဲ channel လေး subscribe လုပ်ပြီး comment တယောက်တစ်ကြောင်းရေးခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်